မင်္ဂလာပါအချမ်းစာအုပ် channel ကနေဒီတစ်ပတ်တင်ဆက်ပေးသွားမှာကတော့စာရေးဆရာကြီး O. Henry ရေးသားခဲ့တဲ့ The Gift of the Magi ဆိုတဲ့ဝတ္ထုတို့ကိုခရစ်စမတ်လက်ဆောင်ဆိုတဲ့နာမည်နဲ့ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခရစ်စမတ်လက်ဆောင်$နဲ့88စင့်ဤဒီမှာရှိသမျှအကုန်ဖြစ်သည်ထိုအထက်တွင်မှစင့်60ဘိုးသည်ပဲနီအကျွေးစီလေးများဖြစ်သည်ကုံစုံဆိုင်ရှင်ဟင်းရွက်တဲ့အသားတွေတို့ကကစီနဲလိုက်လေခြင်းဟူသောအကြည်များဖြင့်ကြည်ရလောက်အောင်အထိမျက်နှာအပူခံပြီးပဲနီတပြားနှပြားကအစဈေးစစ်၍စူဆောင်းလာခဲ့ရသည့်ငွေအကျွေးလေးများဖြစ်ပေသည်ဒဲလာက3ချိန်တိုင်ပြန်လဲရည်တွက်ကြည့်မိသည်$နဲ့88စင့်ရှိသည်နောက်တစ်နေ့သည်ခရစ်စမတ်နေ့ဖြစ်လေသည်သူ့အဖို့ဟောင်းနှွမ်းနေသောဆိုဖာထိုင်ကုန်လေးပေါ်ပြစ်လဲချပြီးအားရပါရငိုချလိုက်ရုံမှအပတခြားရွေးချယ်စရာမရှိထို့ကြောင့်ဒဲလာငိုချလိုက်မိသည်ဤအဖြစ်ကိုကြည့်လျင်ဘဝဟူသည်မှာရှိုက်ကြီးတငင်ငိုကြွေးရသည့်အချိန်တရှုံရှုံဖြင့်ကြိတ်ငိုရသည့်အချိန်ပြုံးပျော်ရွှင်ရသည့်အချိန်စသဖြင့်အဆင့်ဆင့်ပေါင်းဆက်ဖွဲ့စည်းထားပြီးတရှုံရှုံဖြင့်ကြိတ်ငိုရသည့်အချိန်မူကားအများဆုံးဖြစ်မည်ဟုတွေးစရာရှိလေသည်အရှင်မာလီသည်ရှိုက်ကြီးတငင်ငိုနေရမှတရှုံရှုံဖြင့်ကြိတ်ငိုသောအဆင့်သို့ကူးပြောင်း၍နေစဉ်အေဤအခြေအနေကိုတစ်ချက်အကဲခတ်ကြည့်ကြပါစို့တပတ်လျင်$ပေးရသောပရိဘောဂအစုံအလင်ပါသည့်တိုက်ခန်းလေးတစ်ခန်းဖြစ်သည်အခန်းအခြေအနေမှာအလွန်အမင်းဆိုးရွားဆုတ်ပြတ်သည့်အနေအထားကမဟုတ်သို့သောတောင်ရန်စားတောက်သူများထိန်းချုပ်ရေးအဖွဲ့ကသာဤအခန်းကိုလာရောက်စစ်ဆေးခဲ့ပါမူစောင့်ကြည့်ရမည့်အခြေအနေဟုသတ်မှတ်ကောင်းသတ်မှတ်ပေးလိမ့်မည်အောက်ထပ်ဝင်ပေါက်ခမ်းမဆောင်တွင်စားထဲ၍မရသောစာတိုင်ပုံးတစ်ခုရှိပြီးမြည်သူနှိမ့်နှိမ့်အတန်မမီသောလူခေါ်လက်စစ်ခေါင်းလောင်းတစ်ခုလည်းရှိလေသည်ထိုအနားတွင်မစ္စတာဂျိမ်းစ်ဒီလင်ဟန်ယန်ဟူသောအမိကပ်ပြောက်ကိုလည်းချိတ်ဆွဲထားသေးသည်ရခင်ကတပတ်လျင်$30စားရသဖြင့်ကောင်းစားစဉ်ကာလကဒီလင်ဟန်ဟူသောအလဲနာမည်ကိုနာမည်ကပ်ပြောက်တွင်ရေးထိုးထားသည်မှာဂုံယူဝင်ကြွားစရာကောင်းခဲ့သည်ယခုမူကားဝင်ငွေမှာ$20ခန့်သာရတော့သဖြင့်ဒီလင်ဟန်ဟူသောနာမည်အပြည့်အစုံစားဒီဟူ၍အခရာအတူကောက်သာရေးထိုးရမည်ကိန်းစိုက်နေပြီဖြစ်သည်မိတို့ပင်ဆိုသည်မစ္စတာဂျိမ်းစ်ဒီလင်ဟန်ရန်တယောက်အိမ်ပြန်ရောက်၍တိုက်ခန်းလေးထဲခြေချလိုက်သည်နှင့်ဇနီးဖြစ်သူဒဲလာကဂျင်းဟုခေါ်ကာတင်းတင်းကြပ်ကြပ်ပွေဖက်စမြဲဖြစ်သည်ကြည်နူးစရာကောင်းလာပေသည်ဒဲလာသည်ငိုယိုခြင်းကိုရပ်တန့်လိုက်ပြီးပါးပြင်ပေါ်ကမျက်ရည်စများကိုပေါင်တာပုတ်တန်လေးဖြင့်တုတ်တင်ပြင်ဆင်လိုက်သည်ထို့နောက်သူသည်ပရင်းပေါက်အနားတွင်ရပ်လိုက်ပြီးမွဲ66နောက်ဘေးခြံထဲကမွဲ66ခြံစည်းရိုးတန်းပေါ်တွင်လမ်းလျှောက်နေသည့်မွဲ66ကြောင်တကောင်ကိုတွေးဝေစွာငေးမောကြည့်နေမိလေသည်မနက်ဖြန်ခရစ်စမတ်နေ့ဖြစ်သည်ခင်ပွန်းဖြစ်သူဂျင်အတွက်ခရစ်စမတ်လက်ဆောင်ဝယ်ပေးရန်$နဲ့88စင့်သာသူ့တွင်ရှိသည်ထိုငွေလေးကိုရရန်လာပေါင်းများစွာတပြားနှစ်ပြားကအစချွေတာစုဆောင်းခဲ့ရခြင်းဖြစ်သည်တပတ်$20ဟူသောဝင်ငွေသည်လောက်ငှသည်ဟူ၍မရှိအသုံးစရိတ်များသည်တွက်ချက်ထားသည့်ထက်ပိုများနေတတ်သည်မှာအမြဲလိုပင်သူ၏ချစ်လာစွာသောခင်မုန်းဖြစ်သူဂျင်အတွက်လက်ဆောင်ဝယ်ပေးရန်အတွက်$နဲ့88စင့်သာသူ့တွင်ရှိလေသည်ဂျင်အတွက်တင့်တော်သည့်အရာတစ်ခုခုလက်ဆောင်ပေးနိုင်ဖို့သူအနေနဲ့ပျော်ရွှင်ကြည်နပ်စွာအချိန်ယူ၍ပြင်ဆင်ခဲ့ရခြင်းဖြစ်သည်ဂျင်အတွက်ထိုက်တန်သည့်အရာဂုဏ်ရှိစေမည့်အရာရှားပါ၍ကောင်းမွန်သောအရာစစ်မှန်၍တန်ဖိုးရှိသည့်အရာမျိုးကိုသူလက်ဆောင်ပေးခြင်းရှာလေသည်အခန်း၏ပရင်းပေါက်နှစ်ချက်ကြားတွင်နာယံကပ်မှန်ရှည်တစ်ချက်ရှိသည်တပတ်$8သာပေးရသောဤအခန်းမျိုးရှိနာယံကပ်မှန်ရှည်မျိုးကိုတင်မြင်ဘူးကောင်းမြင်ဘူးပေးလိမ့်မည်ကျင်းမြောင်းပြီးအထက်အောက်ရှိလျားသောဤမှန်ချက်မျိုးသည်ခန္ဓာကိုယ်၏တစိတ်တစ်ပိုင်းကိုသာမြင်ရတတ်သည်သို့သောပိန်ပါ၍ဖြတ်လက်သောလူတစ်ယောက်ကပေါ်လာသောခန္ဓာအစိတ်အပိုင်းပုံရိပ်များကိုအလင်းအမြန်ဆက်ဆက်ကြည့်ခြင်းအပြင်မိမိ၏ရုပ်သွင်ပြင်ကိုအတော်အတန်တိကျစွာသိရှိနိုင်လေသည်ဒဲလာသည်လည်းပိန်သွယ်သောသူဦးဖြစ်သည့်အားလျော်စွာထိုကဲ့သို့မှန်မျိုးကိုကြည့်သည့်အတတ်ပညာကိုကောင်းစွာတတ်မြောက်ထားသူဖြစ်ပေသည်ရုတ်တရက်သူသည်ပရင်းပေါက်နားမှလှည့်ထွက်လာပြီးမှန်ရှိတွင်ရက်လိုက်သည်သူ၏မျက်ဝန်းအစုံသည်တောက်ပစွာဝင်းလက်နေသော်လည်းသူ၏မျက်နှာသည်
စက္ကန့်20လောက်အတွင်းမှာပင်ဖြော့တော့၍သွားလေသည်သူသည်ထုံထားသောသပင်များကိုအလင်းအမြန်ဖြီချလိုက်ရာဆန်ရွယ်များသည်ရှည်လျားစွာပြေကျသွားလေသည်ဂျိမ်းစ်ဒီလင်တန်ယန်ဇနီးမောင်နှံ2ဦးအဖို့အလွန်ဂုဏ်ယူဝင်ကြွားရသောပိုင်ဆိုင်မှု2ခုရှိသည်တစ်ခုမှာဂျင်၏ဖခင်နှင့်ဘိုးဘီတို့ထံမှအဆင့်ဆင့်လက်လွဲရရှိခဲ့သောအိတ်ဆောင်ရွှေနာရီဖြစ်ပြီးကြံတစ်ခုမှမူဒဲလာ၏ရှည်လျားသောသပင်များပင်ဖြစ်လေသည်အကယ်၍ရှေဘဗယမာကြီးသာသူတို့၏တစ်ဖက်ချမ်းကတိုက်ခန်းတွင်နေထိုင်ခဲ့ပြီဆိုလျှင်ဒဲလာသည်တခါတရံသူ၏သပင်များကို၆တွေ့စေရန်ပတင်းပေါက်မှဖြန့်ချထားသောအခါထိုဘယမာကြီးပိုင်ဆိုင်သောယတနာများနှင့်တစိုးလက်ဆောင်ဗန္တာများသည်အဖိုးမထိုက်တန်တော့တကဲ့သို့ထင်ရပေလိမ့်မည်ထို့အတူအကယ်၍ရှောလမုန်မင်းကြီးသာဤအဆောက်အအုံကိုကြီးကြပ်သူဖြစ်ပြီးမြေအောက်ခန်းထဲတွင်သူ၏ယတနာများကိုပုံထားခဲ့မည်ဆိုပါစို့ဂျင်သည်သူ၏ရှေ့မှဖြတ်သွားတိုင်းရွှေနာရီကိုထုတ်ကြည့်နေသဖြင့်ရှောလမုန်မင်းကြီးသည်ပင်လင်ဂျင်ကိုမနာလိုဖြစ်ပြီးမိမိ၏မုတ်စိတ်မွေးများကိုဆွဲနှုတ်၍နေရပေလိမ့်မည်ဒဲလာ၏လှပသောဆံရွယ်များသည်သူ၏ကိုယ်ပေါ်တွင်အညိုရောင်ရေတကွန်တစ်ခုတွန်းဖြာကျလာတဲ့ကဲ့သို့လှိုင်းများတစ်ဖိတ်ဖိတ်တောက်ပလျက်ရှိနေသည်ထိုဆံရွယ်များသည်ဒူးစစ်အောက်အထိရှည်လျားပြီးဝိုးယုံကြီးတစ်ခုလိုပင်သူ့ကိုလွှမ်းခြုံထားသည်ထို့နောက်သူသည်စိတ်လှုပ်ရှားစွာဖြင့်သပင်ကိုအလင်းအမြန်ပြန်လဲထုံးဖွဲ့လိုက်သည်သပင်ကိုထုံးနေရင်ခိတ္တမြတုံဆိုင်ကငြိမ်သက်သွားစဉ်ခဏတွင်မြေရည်စတချို့သည်ဟောင်းနှံသောကော်စောနီပေါ်သို့ကျဆင်းသွားလေသည်သူကအညိုရောင်ဂျာကင်အဟောင်းလေးကိုဝတ်လိုက်သည်အညိုရောင်အုတ်ထုပ်အဟောင်းလေးကိုလည်းဆောင်းလိုက်သည်ထို့နောက်မျက်ဝန်းအစုံတွင်တောက်ပသောအယောင်အဝါများလွှမ်းခြုံလျက်ခေါဝန်စာလေးများကလည်းလှပစွာဝေရမ်းလျက်တကားအပြင်ဘက်သို့ပေါ်ပါသွက်လက်စွာထွက်လိုက်ပြီးလေကထဲများအတိုင်းလမ်းပေါ်သို့ပြေးဆင်းသွားလေသည်သူရပ်တန့်လိုက်သည့်နေရာရှိဆိုင်းဘုတ်တွင်မဒန်ဆိုဖရိုနီသပင်အမျိုးမျိုးရောင်းဝယ်ရေးဟုရေးထားသည်ဒဲလာသည်အပေါ်ထပ်သို့ပြေးတက်သွားပြီးနောက်ခိတ္တမြအမောဖြေလိုက်သည်ဆိုင်ရှင်အမျိုးသမီးသည်အသားအလုံးဖြူပြီးကိုလုံးကိုယ်ထဲကြီးမာကအေးဆက်ဆက်နိုင်သည့်ပုံစံရှိသဖြင့်ဆိုဖရိုနီဟူသောနာမည်နှင့်မလိုက်ဖက်တဲ့ကဲ့သို့ဖြစ်နေသည်ကျမရဲ့သပင်ကိုဝယ်မလားဟင်ဟုဒဲလာကမေးလိုက်သည်သပင်လေးဝယ်တာပေါ့ဟုဆိုင်ရှင်ကဆိုသည်အုတ်ထုပ်ကိုချွတ်လိုက်ပါဦးသပင်အခြေအနေလေးကြည့်ရအောင်အညိုရောင်ရေတကွန်စီးကျလာတဲ့ကဲ့သို့ဒဲလာဤသပင်များကိုဖြန့်ချလိုက်သည်ဒေါ်လာ20ဟုမဒန်ကကျွမ်းကျင်သောလက်များဖြင့်သပင်များ၏အလေးချိန်ကိုမှန်းဆကြည့်ရင်းပြောလိုက်သည်ဟုတ်အမြန်လေးလုပ်ပေးပါနော်ဟုဒဲလာကပြန်ပြောလိုက်သည်ထို့နောက်တွင်ဒဲလာကဂျင်အတွက်လက်ဆောင်ဝယ်ရန်အတွက်စိတ်အားထက်သန်စွာဆိုင်တကာအနှံ့မှွေနောက်ရှာဖွေရင်းအချိန်2နာရီခန့်မြကုန်ဆုံးသွားခဲ့လေသည်နောက်ဆုံးတွင်သူရှာဖွေနေသည့်အရာကိုတွေ့ရှိသွားခဲ့ပြီဖြစ်သည်ထိုပစ္စည်းလေးသည်တခြားမည်သူနှင့်မျှသက်ဆိုင်ခြင်းမရှိဘဲဂျင်တယောက်တည်းအတွက်သာရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်ဟုသူအသေးအချာယုံကြည်မိသည်သူအနေဖြင့်ဆိုင်များအလုံးကိုမှွေနောက်ရှာဖွေခဲ့တော်လဲဤကဲ့သို့သောပစ္စည်းမျိုးတစ်ခုမှမတွေ့ခဲ့ပေထိုပစ္စည်းလေးမှာပလက်တီနမ်ဖြင့်ပြုလုပ်ထားသောအိတ်ဆောင်နာရီချိန်ကျိုးလေးဖြစ်ပြီးဒီဇိုင်းကလည်းရိုးရှင်း၍တိုက်ရလှပေသည်ထိုနာရီချိန်ကျိုးလေးသည်အပေါ်ယံအလှပဆင်ရင်ထားမှုများကြောင့်မဟုတ်ပဲရိုးရိုးရှင်းရှင်းလေးနှင့်အရေးသွေးမြင့်တန်ဖိုးရှိပစ္စည်းဖြစ်ကြောင်းသိသာပေါ်လွင်ထင်ရှားနေသည်ဂျင်၏အိတ်ဆောင်နာရီနှင့်လည်းလိုက်ဖက်လှပေသည်ထိုနာရီချိန်ကျိုးလေးကိုမြင်လိုက်သည်နှင့်ထိုအရာသည်ဂျင်အတွက်ဖြစ်ရမည်ဟုသူချက်ချင်းသိလိုက်လေသည်ထိုနာရီကျိုးလေးသည်ဂျင်နှင့်တူသည်ဟုသူထင်သည်တည်ငြိမ်ခြင်းနှင့်တန်ဖိုးရှိခြင်းဟူသောဂုဏ်ပုဒ်များသည်ဂျင်နှင့်ထိုနာရီကျိုးလေးတို့ကိုဖော်ပြနေသည့်အလားသူထင်မြင်မိသည်ထိုပစ္စည်းလေးအတွက်$21ကျသင့်ခဲ့ပြီးလက်ကျန်ငွေ89စင့်ကိုအိတ်ထဲထည့်၍အိမ်သို့အပြေးအလွှာသူပြန်လာခဲ့လေသည်ထိုနာရီချိန်ကျိုးလေးကိုသာအိတ်ဆောင်နာရီတွင်တတ်ထားမည်ဆိုလျှင်ဂျင်အနေနဲ့မြည်သည့်နေရာတွင်မဆိုယုံကြည်မှုရှိဖြင့်နာရီကိုထုတ်၍အချိန်ကြည့်နိုင်ပေမည်ဂျင်၏နာရီမှာခန်းနာလှပသည့်အသွင်ပြင်ရှိတော်လဲနာရီချိန်ကျိုးနေရာတွင်တရေကျိုးအဟောင်းလေးဖြင့်အစားထိုး၍ခြိထားရသည့်အတွက်သူ့အနေနဲ့တခါတရံခိုးကြောင်ခိုးဝဲဖြင့်နာရီထုတ်ကြည့်ရလေရှိသည်ဒဲလာအိမ်သို့ပြန်ရောက်သောအခါနာရီချိန်ကျိုးရခဲ့၍စိတ်လှုပ်ရှားအပျော်လွန်နေရမှသတိပြန်ဝင်လာသည်သူသည်အပူပေး၍အသုံးပြုရသောသပင်ကောက်တံများကိုထုတ်ကာ
gas မီးဖိုကိုထွန်းညှိလိုက်ပြီးသူ၏ချစ်ချင်းမြတ်တာအတွက်ပိတ်ဆက်လိုက်ရသောအရာများကိုကုစားပြုပြင်နိုင်ရန်ကြိုးစားလေတော့သည်သူယခုကဲ့သို့ဆုံးဖြတ်လှုပ်ဆောင်ခဲ့သည့်ကိစ္စများမှာမလွယ်ကူသောလုပ်ရက်တစ်ခုဟုဆိုရပေမည်မိနစ်40ခန့်အကြာတွင်သူ၏ခေါင်းပေါ်တွင်သေးငယ်သောစပင်ကောက်လေးများဖြင့်နေရာယူထားသည်ကိုတွေ့ရပြီးကျောင်းပြေးတက်သောကျောင်းသားလေးတစ်ယောက်နှင့်ပင်ခက်ဆင်ဆင်တူနေလေတော့သည်သူကမှန်တဲ့ကသူ့ပုံရိပ်ကိုအချိန်ကြာမြင့်စွာအသေးအချာဂရုတစိုက်ကြည့်နေမိသည်ဂျင်ကသာဒီပုံစံကိုတွေ့ရင်ငါ့ကိုတတ်မပြည့်ရင်တော့မှကိုနီကျွန်းကကချေတယ်မာလေးတွေနဲ့တူတယ်လို့ပြောတော့မှာပဲဒါပေမဲ့ဘယ်တက်နိုင်မလဲလေအိုးပတ်စံ$89 စင့်တဲ့နဲ့ငါဘာမှဝယ်လို့ရမှာမဟုတ်ဘူးလေဟုတကိုယ်ဒီရေရွတ်မိနေလေသည်ည9 နာရီအချိန်ရောက်သောအခါကော်ဖီကိုအသင့်ဖြော်ထားပြီးနောက်ဘေးမိဖို့ပေါ်တွင်လဲအသားများကြော်လော်ရန်အတွက်ဒဲအိုးကိုအပူပေးထားနှင့်ပြီးဖြစ်သည်ဂျင်းသည်ဘယ်သောအခါမျှအိမ်ပြန်နောက်ကျလေးမရှိပေဒဲလာကနိုင်ချင်းကျိုးလေးကိုလက်တွင်ခောက်၍စုပ်ကင်ထားပြီးဂျင်းဝင်လာလေးရှိသည့်တကားအနီးကဇပွဲတောင်စွန်းတွင်ထိုင်ဆောင်နေလိုက်သည်မကြာမီအောက်ထပ်လေးကားမှတက်လာသောခြေတံကိုကြားရသောအခါသူ၏မျက်နှာတစ်ခုလုံးခိတ္တမြဖြူလွတ်ဖြူရောဖြစ်သွားလေသည်သူအနေနဲ့နေ့စဉ်ကြုံတွေ့ရသည့်ကိစ္စများအတွက်အမြဲလိုလိုတိုးတိုးလေးဆူတောင်းတက်လေးရှိရာအိုးဖျားသခင်ကျမကိုကြည်လို့လှနေသေးတယ်လို့သူထင်ပါစေဟုဆူတောင်းနေမိရှာလေသည်ဂျင်ကတကားဖွင့်၍ဝင်လာပြီးတကားကိုပြန်ပိတ်လိုက်သည်သူသည်ပိန်ပိန်ပပနှင့်တီကြည်သောမျက်နှာထားရှိသူတစ်ယောက်ဖြစ်လေသည်အသက်22နှစ်သာရှိသေးတော်လဲမိသားစုဝင်ကိုထမ်းနေရရှာသောတနာစပွဲလူငယ်လေးတစ်ယောက်ဖြစ်ပေသည်သူကိုကြည့်ရသည်မှာအပေါ်ဝတ်ကုတ်အင်ကြီးအသက်တည်းလိုအပ်နေပြီဖြစ်ပြီးလက်အိတ်လည်းမရှိရှာပေဂျင်းသည်တကားဝ၌ပင်ရက်တန့်၍သွားလေသည်သူ၏ပုံစံမှာငုံညက်၏အနံ့ကိုရလိုက်သောကြောင့်လှုပ်ရှားမှုမရှိဘဲငြိမ်သက်သွားသည့်အမဲလိုက်ခွေးတကောင်ကဲ့သို့ဖြစ်နေသည်သူ၏မျက်ဝန်းအစုံမှာဒဲလာထံသို့သာဆူဆိုင်ကြည့်နေပြီးထိုမျက်ဝန်းများထဲတွင်သူနားမလည်နိုင်သောအကြည့်မျိုးပါဝင်နေသဖြင့်ဒဲလာကိုထိတ်လန့်သွားစေလေသည်ထိုအကြည့်မှာဒေါသလည်းမဟုတ်အံ့ဩခြင်းလည်းမဟုတ်သဘောမကျခြင်းသို့မဟုတ်ထိတ်လန့်တုန်လှုပ်ခြင်းစသဖြင့်ဒဲလာကြိုတင်တွေးဆထားခဲ့သောခံစားချက်မျိုးများလည်းတစ်ခုမျှမဟုတ်ချေဂျင်ကထိုကဲ့သို့သောထူးဆန်းသည့်မျက်နှာထားဖြစ်သာဒဲလာကိုစိုက်ကြည့်၍နေလေသည်ဒဲလာကစပွဲတောင်စုံမှထလာကဂျင်ရက်နေရသို့ရှောက်သွားလိုက်သည်ကိုရဲ့ညီမကိုအဲ့လိုယူမကြည့်ပါနဲ့ဒဲလာကဝမ်းနဲ့တန်ဖြစ်အော်ပြောလိုက်သည်ကို့အတွက်လက်ဆောင်တစ်ခုခုမပေးရဘဲနဲ့ခရစ်စမတ်ကိုကြော်ဖြတ်ရမှာစိုးလို့သပင်ကိုညှက်ပြီးရောက်လိုက်မိတာပါသပင်ကပြန်ရှိလာမှာပါကိုရဲ့စိတ်မဆိုးဘူးမလားဟင်ညီမမှာတခြားနည်းလမ်းမရှိလို့ပါညီမရဲ့သပင်ကအမြန်ကြီးရှိလာတတ်တာကိုအတိသားပဲပျော်ရွှင်စရာခရစ်စမတ်ပါလို့ပြောလိုက်စမ်းပါကိုရဲ့ညီမတို့ပျော်ပျော်ရွှင်ရွှင်နေကြရအောင်လေကို့အတွက်အရန်ကောင်းပြီးအရန်လှပတဲ့လက်ဆောင်လေးညီမပြင်ပေးထားတယ်မင်းရဲ့သပင်တွေကိုညှက်လိုက်ပြီပေါ့လေဂျင်ကမေးလိုက်သည်သူကယခုအခြေအနေကိုလက်ခံရန်ခက်ခဲနေပုံရလေသည်ညှက်လိုက်ပြီးရောင်းလိုက်ပြီးဟုဒဲလာကဆိုသည်ဘာပဲဖြစ်ဖြစ်ညီမကိုအရင်တိုင်းပဲချစ်နေမှာမဟုတ်လားဟင်သပင်တွေမရှိတော့လဲညီမကညီမပါပဲမဟုတ်ဘူးလားဂျင်ကဝေခွဲမရသည့်ပုံစံမျိုးဖြင့်အခန်းထဲကိုလှည့်ပတ်ကြည့်နေသည်မင်းရဲ့သပင်တွေမရှိတော့ဘူးလို့ပြောတာလားဟုငတုံးတယောက်ကဲ့သို့တောင်းအမူအရာဖြင့်သူကမေးလိုက်ပြန်သည်သပင်ကိုလိုက်ရှာမနေပါနဲ့တော့ကိုရဲ့ဟုဒဲလာကဆိုသည်ရောင်းလိုက်ပြီလို့ညီမပြောသားပဲရောင်းလိုက်ပြီမရှိတော့ဘူးဒီနေ့ကခရစ်စမတ်အကြိုညလေးကိုရဲ့ညီမအပေါ်ကောင်းကောင်းဆက်ဆံပါနော်ဘာလို့လဲဆိုတော့ဒီသပင်တွေကိုကို့အတွက်ဆုံးရှုံးခံလိုက်တာလေဒဲလာကရုတ်တရက်တည်ငြိမ်နူးညံ့သောအတန်ဖြင့်ဆက်ပြောသည်ညီမခေါင်းပေါ်ကသပင်တွေကိုတော့ရေးတွက်လို့ရကောင်းရနိုင်ပါတယ်ဒါပေမဲ့ကို့အပေါ်ထားတဲ့ညီမရဲ့အချစ်တွေကိုတော့ဘယ်သူမှရေးတွက်လို့ရနိုင်မှာမဟုတ်ဘူးနော်အသားတွေစကြော်လိုက်ရတော့မလားကိုဂျင်းသည်မိမောတွေ့ဝေနေရမှရုတ်တရက်နိုးထလာပုံရသည်သူသည်ဒဲလာကိုရင်ခွင်ထဲသို့ဆွဲသွင်းကာဖတ်ထားလိုက်လေသည်ကျွန်ုပ်တို့အားလုံးတခြားတစ်ခုခုကိုအာယုံလွှဲစဉ်းစားကြည့်ရင်10 စက္ကန့်မျှခစ်တရှောင်ပေးကြပါစို့တပတ်$8ဝင်ငွေနှင့်တစ်နှစ်$1 သန်းရသောဝင်ငွေတို့တွင်
မြည်သည့်အရာကကွာခြားချက်ဟုဆိုနိုင်မည်နီသင်္ချာပညာရှင်သို့မဟုတ်ဉာဏ်ကြီးရှင်တယောက်ကိုဤမိကုန်းသွားမေးလျင်မှားယွင်းသောအဖြေကိုသာသင်ရပေလိမ့်မည်ခရစ်တော်ဖွားမြင်တော်မူစဉ်ကအရှိပြီမှမာဂုပညာရှိကြီးများသည်အဖိုးထိုက်တန်သောလက်ဆောင်များကိုယူဆောင်လာခဲ့ကြပေသည်သို့သောထိုလက်ဆောင်များထဲတွင်ယခုကဲ့သို့သောလက်ဆောင်မျိုးမပါဝင်ခဲ့ပေကျွန်ုပ်၏ဆိုလိုရင်းကိုမကြာမီနောက်ပိုင်းတွင်ရှင်းလင်းစွာသိကြရပါလိမ့်မည်ဂျင်ကသူ၏အပေါ်ကုတ်အင်ကြီးအိတ်ကထဲမှလက်ဆောင်ထုတ်တစ်ခုကိုထုတ်ယူလိုက်ပြီးစပွဲပေါ်သို့ပစ်တင်လိုက်သည်အထင်မလွဲပါနဲ့ဒဲလ်ရီဟုသူကပြောလိုက်သည်စပင်ညှက်လိုက်တာပဲဖြစ်ဖြစ်ရိတ်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ခေါင်းလျှော်လိုက်တာပဲဖြစ်ဖြစ်ဘယ်အရာကမှမင်းအပေါ်ထားတဲ့ကိုယ့်အချစ်ကိုလျော့ပါသွားအောင်မလုပ်နိုင်ပါဘူးကွယ်ဒါပေမဲ့အဲ့ဒီအထုပ်လေးကိုဖြည့်ကြည့်လိုက်ရင်တော့ခုနတော့ကကိုဘာလို့တောင်နဲ့စွန့်အားသွားရတယ်လဲဆိုတာကိုမင်းနားလည်သွားမှာပါဒဲလာဤဖြူစင်သွဲလျာသောလက်ချောင်းလေးများကလက်ဆောင်ထုတ်ကကျိုးနှင့်စက်ကူများကိုအလင်းအမြန်ပင်ဆွဲဖယ်ရှားပစ်လိုက်ကြသည်လက်ဆောင်ကိုမြင်သောအခါဒဲလာဤဝမ်းသာအားရအော်ဟစ်လိုက်သောအတန်ထွက်ပေါ်လာသည်ထို့နောက်အမျိုးသမီးတို့ဤထုံစံအတိုင်းခဏအတွင်းမှာပင်ဝမ်းနဲ့ပက်လက်ငိုကြွေးသောအတန်အဖြစ်သို့ရုပ်ချီးပြောင်းလဲသွားပြန်လေသည်ထိုအခါ၌မူကားဤတိုက်ခန်းကြီး၏အရှင်သခင်ဖြစ်သူဂျင်ကရှိသမျှအစွမ်းများကိုထုတ်သုံးပြီးတကားလာဒဲလာကိုနှစ်သိမ့်ချောမော်ခြင်းအမှုကိုပြုရလေတော်သည်အကြောင်းမူကားထိုအထုပ်လေးထဲကလက်ဆောင်များမှာစတိုးဘီးများဖြစ်နေသောကြောင့်ပင်ဘရော့ဝေးလမ်းမကြီးပေါ်ကဆိုင်ပဒင်းပေါက်တစ်ခုတွင်ဒဲလာတယောက်ငေးမောကြည့်ရှုခဲ့ဘူးသောအချိန်ကြာမြင့်စွာဆွဲလန်းလိုချင်ခဲ့ဘူးသောစတိုးဘီးအစုံလိုက်လေးများဖြစ်လေသည်နာသက်ဘီးနောက်ဆိုင်ဘီးစသဖြင့်လှပလွန်းသည့်ထိုဘီးလေးများသည်လက်ခုံစစ်စစ်ဖြင့်ပြုလုပ်ထားပြီးအနာသက်များတွင်ကြောက်မြတ်ရတနာများဖြင့်စီချဲထားလေသည်ဖြတ်လိုက်သောသူ၏သပင်ရှည်များတွင်ဆင်ရင်လိုက်လျင်မူကားအလွန်လိုက်ဖက်ပေပြီဤစရိုးဘီးများသည်အလွန်ဈေးကြီးသည်ကိုသူသိသည်ထိုဘီးကလေးများကိုဆွဲလန်းလိုချင်ခဲ့မှုတော့လဲသူ့အနေနဲ့ပိုင်ဆိုင်ရဖို့မမျှော်လင့်ခဲ့ပါယခုမူကားထိုဘီးကလေးများကိုပိုင်ဆိုင်ခွင့်ရခဲ့လေပြီသို့သောဤကဲ့သို့လှပသောအလှဆင်ပစ္စည်းလေးများကိုဆင်ရင်ထုံးဖွဲ့ရမည်သူ၏ဆံရွယ်ရှည်များကမရှိတော့ပေဒဲလာကထိုဘီးကလေးများကိုရင်ခွင်ထဲတွင်မျက်နှိုးစာပိုက်ထွေးထားလိုက်သည်ခဏအကြာတွင်မျက်ရည်ဝိုင်းနေသောမျက်ဝန်းအစုံနှင့်အတူပြုံး၍မော့ကြည့်လိုက်ပြီးလျင်ကိုညမစပင်တွေကအရှိမြတ်ပါတယ်ဟုပြောရှာလေသည်ထို့နောက်ဒဲလာသည်မိအပူကိုထိမိသည့်ကြောင်လေးတစ်ကောင်ကဲ့သို့ဖြတ်ကနေထရလိုက်ပြီးအိုးအိုးဟုအော်ဟစ်လိုက်သည်ဂျင်းသည်သူ့အတွက်ဒဲလာဝယ်ထားပေးသောလှပသည့်လက်ဆောင်ကိုမတွေ့မမြင်ရသေးပေဒဲလာကသူ၏လက်ဖွားပေါ်တွင်ထိုလက်ဆောင်ကိုတင်ပြီးစိတ်အားထက်သန်စွာဖြင့်ဂျင်စီသို့ကမ်းပေးလိုက်သည်ထိုအဖိုးတန်တပ်တုကျိုးလေးသည်မိန်ပြပြအယောင်ရှိတော်လဲဒဲလာ၏စိတ်အားထက်သန်မှုတို့ကရောင်ပြဟတ်သောကြောင့်ဝန်းလက်တောက်ပနေသည်အောင်ထင်ရပေသည်လှတယ်မဟုတ်လားကိုဒါကိုရှာဖို့တမျိုးလုံးအနှံ့ပတ်မွေခဲ့ရတာနော်အခုဆိုရင်တနေ့ကိုအချိန်100လောက်နိုင်ထုတ်ကြည့်လို့ရပြီသိလားကိုနိုင်ကိုပေးပါအောင်ဒီကျိုးလေးနဲ့ဆိုဘလောက်ကြည့်ကောင်းလိုက်မလဲကြည့်ရှင်လို့ဂျင်ဒီဒဲလာခိုင်းသည့်အတိုင်းမလုပ်ပဲဆိုဖာပေါ်သို့ပြစ်ထိုင်ချလိုက်ကလက်နှစ်ဖက်ဖြင့်ခေါင်းကိုခုထားရင်းပြုံးလိုက်လေတော့သည်ဒဲရီဟုသူကညှင်သာစွာပြောလိုက်သည်ကိုတို့ရဲ့ခရစ်စမတ်လက်ဆောင်တွေကိုခဏလောက်တင်ထားကြရအောင်နော်လက်ဆောင်တွေကအရန်ကောင်းလုံးတော့အခုချက်ချင်းသုံးဖို့အဆင်မပြေသေးဘူးလေဒီစတိုးဘီးလေးတွေဝယ်ဖို့ပတ်စံရအောင်လို့အကိုရဲ့နာယီကိုရောင်းလိုက်တာလေကဲအခုတော့အရင်ဆုံးအသားတွေကိုကြော်လော်ချက်ပြုတ်ကြတာပေါ့မာဂုပညာရှိကြီးများဆိုသည်မှာအလုံးသိကြသည့်အတိုင်းအရှိပြည်မှထူးခြားသည့်ပညာရှိများဖြစ်ပေသည်နော့စကွတ်လေးထဲတွင်ဖွားမြင်တော်မူခဲ့သောသူငယ်တော်ယေရှုအတွက်လက်ဆောင်များယူဆောင်ဆက်သခဲ့ကြသည့်ပညာရှိများဖြစ်ကြသည်သူတို့သည်ခရစ်စမတ်လက်ဆောင်ပေးခြင်းဓလေ့ကိုစတင်ခဲ့ကြသူများဟုလည်းဆိုနိုင်ပေသည်ပညာရှိကြီးများဖြစ်ကြသည့်အလျော်စွာသူတို့ပေးခဲ့သောလက်ဆောင်များသည်လည်း
ဉာဏ်ပညာနှင့်ရှင်သောလက်ဆောင်များဖြစ်မိမှာမလွဲပြီတိုက်ခန်းချင်းလေးတွေနေထိုင်ကြပြီးမိမိတို့အိမ်ဤတန်ဖိုးအရှိဆုံးယတနာများကိုတူဦးအတွက်တူဦးအမြော်အမြင်မဲ့စွာစွန့်လို့စတေးခဲ့ကြသောမိုက်မဲသည့်လူငယ်လေးနှစ်ဦးဤအားမလို့အားမရဖြစ်ပွဲဇလံအကြောင်းကိုယခုကျွန်ုပ်တင်ပြခဲ့ပြီးဖြစ်သည်သို့သောယနေ့ခေတ်ပညာရှိလူကြီးမင်းများအားလုံးကိုဏီကုန်းချုပ်စကားလေးတစ်ခွန်းကျွန်ုပ်ပါလိုက်ချင်ပါသေးသည်လက်ဆောင်ပေးခဲ့ဘူးသမျှလူများအားလုံးထဲတွင်သူတို့နှစ်ယောက်သည်ပညာအမြော်အမြင်အရှိဆုံးဖြစ်ပေသည်လက်ဆောင်လက်ခံရရှိဘူးသူအားလုံးထဲတွင်လည်းသူတို့နှစ်ဦးသည်ပညာအမြော်အမြင်အရှိဆုံးပင်ဖြစ်သည်မည်သည့်နေရာတွင်ဖြစ်စေသူတို့နှစ်ယောက်သည်ပညာအမြော်အမြင်အရှိဆုံးသူများဖြစ်ကြပေလိမ့်မည်သူတို့နှစ်ဦးသည်လည်းမာကုပညာရှိများဖြစ်သည်ဟုကျွန်ုပ်ဆိုချင်ပါတော့သည်